hả ê người uống liệp bảo biết là ở chơi để thuê để tại ở chơi thuê rồi bác thuê rồi lẽ cô xây nếu mà chơi biển à chơi là kinh sa chơi được rồi cái sao chơi là kinh sa chơi rồi là quay bộ vào 60 chỗ lâu tân này là để rồi tôi giờ mà tân này luôn 60 rồi rồi hả là ai cái này ngay à lấy cái này ngay à mà tân này cũng đã mẹ xây lên vào đi thì xây ông má đều biểu rồi thì ông già thì bạn mà nên này nó hà thì bạn quay chuyện luôn ok xây khu bộ rồi cái mình xí luôn cũng nhiều đâu nè mấy đứa này thì mà bên này là thì mà này cái mình đi đâu vậy nhà bây giờ hôm nay mà ấy đấyအဲ့လိုလား anh đi bộ mình xí sao bộ rồi xa luôn vậy này cái anh xây khu thì mình xí tu lại rồi bố trí bố chạ hồ bét qua hồ bét thì bét qua thì bét အဲ့လိုလား thì bét lên này rồi thì bét lá đó ဟုတ်ကဲ့ ဒီဘူးနော်ဒီဘက်လာ အသက်ဘယ်လောက်ရှိလဲ 94နဲ့4နဲ့ 94နဲ့လားအစာမဝင်ဘူးအဲ့ဒါဒီညနေတော့သိကန်းသွားမလို့ဟိုအေးလေးလောက်ပဲတောက်တယ် ဟုတ်လား သမီးမစားတာတစ်ပတ်လောက်ဖြစ်တယ် တမင်းဆိုဘယ်လောက်ရှိမိသားဘယ်လောက်ရှိလဲသားသမီးတွေ သားသမီးတွေကတော့စုံကုန်တာလေ ဟုတ်လား တစ်ယောက်ပဲကြံတယ် အလုပ်ကြတော့ဘယ်လိုလုပ်လဲ အလောက်ကအဲ့အငယ်ကောင်လေးစိုက်ကားနေနေတော့ကြီးကဒီမှာဈေးတယ်တွေတန်ရှိလုပ်ပေးတယ်လေ ဟုတ်လို့လား အမိုက်တွေပါလေလုပ်ပြီးတော့စားဖို့လေးတော့ရတယ် ရပါတော့ ဈေးကုဖို့တော့မရဘူး စိတ်ကူမရအောင်နော်ဟုတ်ကဲ့အမမိုးနေတယ်နော် ပူလို့ နှလုံးမကောင်းလား မျက်လုံးကလည်းကွဲထားတာ တိမ်ဖုံးနော် မျက်လုံးကလည်းကွဲထား ခွဲ တာ တာဟုတ် အဲ့ဒီလိုပဲဘူးကြီးထားလို့လေကွဲလိုက်တာ ဟုတ်လား လက်စီစေးအောင်ပါဒီလောက်ကြီး ကြာပြီးတော့ခွဲတာ တစ်နှစ်လောက်ရှိ ဩ အဲ့လိုပဲဘူးထွက်လာတာအဲ့ဒါကိုခွဲထုတ်လိုက်လေပင်းတွေပါကြတော့နားတစ်ခေါက်လေချောင်းထွက်တယ် နော်ဟုတ်ကဲ့ အဲ့ရလွတ်တော့တခါအသားသားအဖေတွေပါတွေလှုပ်ပြီးတော့နှစ်သိန်းကုန်တာပတ်စံနှစ်သိန်းကဘယ်လိုကုန်တော့မှမသိဘူး ဟုတ်လား ဟိုဘက်စေးုံဒီဘက်စေးုံပြေးတာနဲ့အဲ့ဓာတ်ခွဲကနေသွားတာနဲ့ ဩဒီကလေးတွေကအမေရ အမေကမရှိတော့ လင်းတော့လိုက်ပါဩဘာသူ့ဖေရော 3နှစ်ရှိတယ်သူ့အဖေကစိုက်ကားနေတယ် စကားနဲ့အဖေရှိရသားနဲ့နောက်ရသားနောက်လိုက်ပါဩပြီးတာပဲနော်ပြီးတာ ရှမ်းပြည်ရလေ ဟုတ်လား နှစ်နှစ်ကျော်ပြီအဲ့ဒါဖွားရည်ပဲကြည်နေရတာ ဘာပဲကြည့်ရနော်အဆက်မလို့တော့ လူမမအပြည့်ကြတမျိုးသူတို့နှစ်ကောင်ကတမျိုး အဖအောက်နေအောင်နော် လေးအစာမရှိတော့ ရှိ လေ တော့လေနော်โอเคဒါလေလောဆယ်စေးရုံလေးပြအလူဝင်2သိန်းလူခဲ့မယ်နော်ပေါ့နော် ဟုတ်ကဲ့ကျေးဇူးပါပဲ ဟိုအလူဝင်2သိန်းပါအလူစင်လေးစတောင်းအောင်ပါ ဩနောက်ဒီထဲမှာကလည်းလူနိုင်ပါသေးတော်ကြီးတို့လူတဲ့အတွက်လည်းကျေးဇူးတင်တယ်ကုသိုလ်လည်းရပါတယ်နော် ဟုတ်ကဲ့ပါနော်အဖမောနေနော်โอเคကျူးဆိုင်တော့ပါနော် ကျမကြီးကမကောင်းတော့လေ ဟာ နည်းဆေးဘဝကလေးရရင်တော်ပါပြီ ဟုတ်ကဲ့ပါနော်โอเคတော့